ကြံပွဲတိုင်းမစခင်မှာသူဟာအသင်းဖော်တွေရဲ့ဖိနက်တွေရဲ့ကိုတားမြစ်ဆေးတွေကိုတိတ်တဆိတ်ထည့်ပေးလိရှိတယ်ပြီးတော့အားကစားသမားတွေရဲ့ခြေရောက်က အမွေးမြင်မှန်သမျှကိုအကုန်ရိတ်ခိုင်းတယ်ပြိုင်ပွဲဆက်ဖို့မိနစ်ပိုင်းလိုမှာဆေးရနီတင်အမြင့်ဆုံးဖြစ်အောင်ခန္ဓာကိုယ်ရဲ့ကိုတိုက်ရိုက်ထိုးထည့်ကြတာပေါ့အသုံးပြုပြီးသားဆေးထိုးအပ်တွေကိုတော့ကြိုတင်စီစဉ်ထားတဲ့ဝန်ထမ်းတွေကအေးဘူးတွေထဲမှာထည့်ဝက်ပြီးတဲလုံဆက်ဖြောက်ဖို့အမိုက်ပုံးနဲ့ပြလိုက်ကြတယ်ဘာအစအနားမှာဂျမနီစီဖို့အတွက်လက်ဟာခချင်းငွေမြောက်များအပီဘီထိတမီကပညာရှင်တွေကိုငားကအရာတွေကိုပါဖုံးကွယ်ခဲ့သေးတယ်ထင်ထားတဲ့အတိုင်းပဲစေးသုံးထားတဲ့အားကစားသမားတွေဟာစုတစိတ်အလုံးကိုအလွယ်တကူသိမ့်ပိုက်နိုင်ခဲ့ကြတာပေါ့ဒါပေမဲ့သူတို့အဝတ်လဲခန်းနဲ့ပြန်ရောက်တဲ့အချိန်မှာပဲဆေးစစ်တဲ့အရာရှိတွေကအတိမပေးပဲရုတ်တရက်ရောက်လာကြတဲ့အရာရှိတွေဝင်လာတာကိုမြင်တော့နီးပြကအားကစားသမားတွေရေချိုးနေတယ်လို့လိန်ပြောပြီးတကားကိုဝန်ခံနဲ့ပိတ်ချလိုက်တယ်ပြီးတော့ကြိုပြင်ထားတဲ့သွေးရည်ကြီးတွေကိုအားကစားသမားတွေစီအမြန်သွင်းပေးတော့တာပဲသွေးရဲကဆေးသက်ပါဝင်မှု50မီလီလီတာအောက်ရောက်နေရင်ဆေးစစ်ချက်အောင်မှာမို့လို့သူဟာ49.9ထိရောက်အောင်အသေးအတန်လုပ်ခဲ့ရတဲ့အရာရှိတွေစိတ်မရှိဖြစ်နေတဲ့အချိန်မှာတကားကိုဖွင့်ပေးလိုက်တာပေါ့ဒီလိုမရိုးသားတဲ့နီလန်းတွေနဲ့လက်စာအားကစားကွင်းထဲမှာအမြဲတမ်းချန်ပီယံတယောက်ဖြစ်လာခဲ့တယ်ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုထိုးထိပ်မှာကင်ဆာရောဂါခံစားနေရကြောင်းသိလိုက်ရတဲ့အခါသူတော်တော်လေးစိတ်ပြတ်သွားခဲ့ရတဲ့ကုသမှုတွေကြောင့်ဝေဒနာခက်တက်တာသွားပေမဲ့အနိုင်လိုချင်တဲ့သူ့ရဲ့ဆွဲလန်းမှုကတော့မပြောက်သွားဘူးခွဲစိတ်ပြီးပြန်လည်ကျန်းမာလာတဲ့ကာလမှာတောင်ဆေးရုံကနေတိတ်တဆိတ်ခိုးထွက်ပြီးလေ့ကျင့်ဖို့ကြိုးစားခဲ့သေးတယ်ဒါပေမဲ့သူ့ရဲ့အားနည်းနေတဲ့ခန္ဓာကိုယ်ကပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုမခံနိုင်ဘူးလေကြံပွဲပြန်ဝင်ခြင်းစောနဲ့လက်စာဆရာဝန်တယောက်ဦးဆောင်တဲ့တားမြစ်ဆေးစမ်းသပ်မှုအစ်စ်မှာတိတ်တဆိတ်ပါဝင်ခဲ့တဲ့ဆေးရဲ့အကူအညီနဲ့သူဟာလက်ခွဲလောက်ပြင်းပြင်းထန်ထန်လေ့ကျင့်လိုက်တဲ့အခါခန္ဓာကိုယ်ကအန်သားစရာကောင်းလောက်အောင်ပြန်ကောင်းလာခဲ့ပြီးသူ့ရဲ့အကောင်းဆုံးချိန်ထက်တောင်ပိုပြီးကြန့်ခိုင်လာသလိုပဲသူဟာပြိုင်ပွဲတစ်တွေအတွက်ချက်ချင်းစည်ရင်းပေးလိုက်တော့တယ်ဒါပေမဲ့သူ့ရဲ့အသင်းဖော်ဟောင်းတွေဆေးသုံးတာမိဘူးတာကြောင့်ပွဲစီစဉ်သူတွေကဆေးစစ်ချက်ကိုပိုပြီးတင်းကျပ်ထားကြတယ်ဒါကိုလည်း Lens ကလက်မလဲဟုတ်ပဲလူ9ယောက်ကိုငါပြီးပြိုင်ပွဲကွင်းထဲမှာရုံးရင်ဆန်ခတ်ဖြစ်အောင်လှုပ်ခိုင်းကဆေးစစ်တဲ့လုပ်ငန်းစဉ်ကိုနှောက်ယှက်ခဲ့တယ်နောက်ဆုံးမှာတော့သူလိုချင်တဲ့ချန်ပီယံဆုကိုရသွားခဲ့ပြန်တာပေါ့သူ့ရဲ့နီလန်းတွေကတကယ့်ကိုအကျင့်ပြည့်ညစ်ပတ်လုံးပေမဲ့အများပြည်သူကတော့သူ့ရဲ့စိတ်သက်ခွန်အားဖြစ်စေတဲ့ဇလန်းကိုဒဏ္ဍာရီတစ်ခုလိုတလေးတစားပြောဆိုနေကြတော့ပဲဒါပေမဲ့ကန်ဂျမာကအလှည့်ပြောင်းဖြစ်လာပါပြီးစေးသုံးမှုနဲ့ထောင်ချဖို့တဲ့သူ့ရဲ့အသင်းဖော်ဟောင်းတယောက်ကသူ့ရှေ့ကိုရုတ်တရက်ပေါ်လာခဲ့တယ်လန့်စ်ကသူ့ကိုငွေနဲ့လက်ထိုးပြီးနှုတ်ပိတ်ဖို့ကြိုးစားပေမဲ့အဲ့ဒီအသင်းဖော်ကတော့မတရားနဲ့ရထားတဲ့လန့်စ်ရဲ့အောင်မြင်မှုတွေကိုမနာလိုဖြစ်ပြီးနှစ်ပေါင်းများစွာလိမ်လည်ခဲ့တဲ့အမှောင်ဖုံးနေတယ်အမှန်တရားတွေကိုရဲစီမှာအကုန်ဖွင့်ချတိုင်နှက်လိုက်ပါတော့ရေဒီပြစ်မှုကြောင့်ဘဲလန်စီအန်စတုန်ဟာစုတွေအကုန်လုံးရုပ်သိမ်းခံရပြီးအားကစားလောကကအသက်လုံးပိတ်ပင်တာခံခဲ့ရပါတယ်